မြောက်ရီမျိုးကတော့ဒုတိယတစ်ခါမှစီပြက်ပြန်ပြီပထမတော့တစ်ခါပြက်ပြီးသွားရင်ခုနောက်တစ်ခါကစီပြက်ပြန်ပြီမှာနားထိတက်လာဟိုဘက်ထိရောက်တယ်တန်းစီတာတန်းကြရေးတန်းကြမှာကိုရဲတော့မတန်းနိုင်ဘူးငါ့ရဲ့ကြားမစီးရနေပြီတော့တန်းနိုင်ဘူးတောက်ကြည့်ရတော့အဲ့တော့အဆပဲရှိသေးတယ်ငါစီပြက်ပြန်ပြီစီရတော့ဒုက္ခပေးတယ်ဒီကြောင့်တန်းစီနေမဲရမဟုတ်မြောက်ရီမျိုးတာဒီလိုလိုက်ရှာဝယ်မရဘူးလေတန်းလို့ရတယ်မဆိုင်ကြတဲ့အဲ့ဒါဒီစီဘာမှပေးဘူးကားလဲ2000မိုးလောက်ပဲပေးတယ်ကားတစ်စီးကိုလေ2000မိုး3000မိုးလောက်ပဲပေးတယ်ဆိုင်ငယ်လည်းတရားကို5000ပဲပေးရဆိုင်ကြတဲ့အများဆုံးမှ9000မှာမကြည့်ရောတော့ဒီတော့ရောက်တော့ကွယ်တော့ဆူဆူပဲစီပြက်လိုက်ကုန်ရင်းနှုံးတွေကတခါတက်ကြီးအလောက်ကနေရမရှိပြည်သူတွေဒုက္ခရောက်ကြည့်အောင်ပါ